မင်္ဂလာပါခင်ဗျ Nathan's Report Channel ကနေပြီးတော့ August 12 ရက်နေ့နောက်ဆုံးရရှိထားတဲ့အရေးကြီးသတင်းများကိုဖတ်ပြပေးပါမယ်ပထမဆုံးဖတ်ပြပေးရမယ့်သတင်းကတော့လှည့်တန်း MAB ဘန်ရှိမှာကားပေါ်ကနေပြီးတော့ငွေကျပ်3600ခိုးယူသွားတဲ့သူကိုတပ်တေကန်ပစ္စည်းများနဲ့အတူဖမ်းဆီးရမိသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်မှာရှိတဲ့ MAB ဘန်ရှိမှာရပ်တန့်ထားတဲ့မော်တော်ကားပေါ်ကနေပြီးတော့ငွေကျပ်3600ခိုးယူသွားသူအားတပ်တေကန်ပစ္စည်းများနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်ဖြစ်စဉ်ဟာဩဂတ်စ်လ9ရက်နေ့နေ့လယ်12:15မိနစ်အချိန်ခန့်မှာရန်ကုန်တိုင်းအမှတ်10ရပ်ကွက်မှာနေထိုင်တဲ့အသက်52နှစ်အရွယ်အမျိုးသမီးတဦးဟာအဖြူရောင်အင်စီးကားပေါ်ကနေပြီးတော့ကမာရွတ်မြို့နယ်လဲရန်အနီးအမှတ်1ရပ်ကွက်အင်းစိန်လမ်းမပေါ်မှာရှိတဲ့ MAB ဘန်အနီးကိုရရှိခဲ့တယ်လို့သိရပါတယ်အဲဒီနောက်ကားကိုလော့ချပြီးတော့ဘန်ထဲမှာငွေအနှံဖို့အတွက်ငွေအိတ်တွေကိုတည်ပေးဖို့ဝန်ထမ်းသွားခေါ်တဲ့အချိန်6မိနစ်ခန့်အကြာမှာမော်တော်ကားအတွင်းမှာထားခဲ့တဲ့1000တန်300 5000တန်300နဲ့1000တန်300စုစုပေါင်းငွေကျပ်3600ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်အခုလိုမျိုးပျောက်ဆုံးမှုကြောင့်မော်တော်ကားပိုင်ရှင်အမျိုးသမီးကခိုးယူသွားတဲ့သူကိုဖော်ထုတ်ရေးယူပေးရန်တိုင်ကြားခဲ့ရာကမာရွတ်မြို့မှာရဲစခန်းကပတ်152မြင်းဆောင်2026ရာဇသက်ကြီးပုံမှ309နဲ့အမှုရေးဖွင့်ပြီးတော့တရားခံအားစုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးချက်များအရခိုးမှုကိုကျူးလွန်တဲ့သူဟာအေရဝတီတိုင်းဒေသကြီးဟင်္ဒရာမြို့နယ်မှာနေထိုင်တဲ့အသက်38နှစ်အရွယ်ဇော်လက်ခေါ်အောင်ဇော်လက်ဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ပြီးတော့ဩဂတ်လ9ရက်နေ့ညပိုင်းအချိန်မှာဟင်္ဒရာမြို့နယ်အင်းကုန်းကျေးရွာမှာရှိတဲ့၎င်းရဲ့နေအိမ်မှာခိုးရာကနေရရှိလာတဲ့ငွေကျပ်340နဲ့အတူစတင်ဖမ်းဆီးရမိခဲ့ပါတယ်ဖမ်းဆီးရမိတဲ့ဇော်လက်ခေါ်အောင်ဇော်လက်ကိုစစ်ဆေးရမှာဩဂတ်လ9ရက်နေ့မနက်7:30မိနစ်ခန့်အချိန်မှာကမာရွတ်မြို့နယ်အမှတ်1ရပ်ကွက်အင်းစိန်လမ်းမပေါ်မှာရပ်တန့်ထားတဲ့ကားပေါ်ကနေပြီးတော့ပန်းရှင်အမျိုးသမီးဆင်းလာပြီးကားကိုလော့ချတဲ့အချိန်၎င်းကမော်တော်ကားရဲ့ဝဲဘက်အနောက်တကားရဲ့လက်ကင်ခွင်းကိုလော့ချလို့မရအောင်မတင်ထားခဲ့ကြောင်းထွက်ဆိုထားပါတယ်အဲဒီနောက်ရင်းပန်းရှင်အမျိုးသမီးဗန်ထဲကိုဝင်ရောက်သွားတဲ့အချိန်အဲ့ဒီကားနောက်ခန်းထဲမှာရှိတဲ့ငွေကျပ်3600ကိုဝင်ရောက်ခိုးယူခဲ့ခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ဩဂတ်လ17ရက်နေ့မှာခိုးယူရာကနေရရှိလာတဲ့ငွေကြေးများနဲ့ဝယ်ယူထားတဲ့ရွှေလက်စွပ်2ကွင်းနဲ့ငွေကျပ်300ကိုစိတ်ကြီးခနောင်တို့မြို့နယ်စိတ်ကြီးအရှိရပ်ကွက်မှာရှိတဲ့နေအိမ်ကနေ၎င်းအမှတ်9ရပ်ကွက်မှာရှိတဲ့နေအိမ်ကနေလည်းငွေကျပ်300အား၎င်းရဲတပ်ဖွဲ့ကထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်လက်ရှိမှာရဲတပ်ဖွဲ့အနေနဲ့ခိုးမှုကျူးလွန်တဲ့တရားခံနဲ့အတူခိုးရပါလက်စွပ်2ကွင်းနဲ့စုစုပေါင်းငွေကျပ်350တို့ကိုသိမ်းဆည်းရမိထားပြီးတော့တရားခံကိုဥပဒေနဲ့အညီအရေးယူနိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဖတ်ပြပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကကျောင်းသူကိုရိုက်ခဲ့တဲ့မြန်မာမိန်းကလေးကိုလူငယ်ထိန်းသိမ်းစခန်းကိုပို့ဆောင်လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ထိုင်းနိုင်ငံဖူးခက်မြို့မှာထိုင်းကျောင်းသူတအုပ်ကိုကျောင်းသူချင်းချင်းအုပ်စုဖွဲ့ရိုက်နှက်ရာမှာပါဝင်ခဲ့တဲ့မြန်မာနိုင်ငံသူမိန်းကလေးအားလူငယ်ထိန်းသိမ်းစခန်းကိုရက်30ကြာထိန်းသိမ်းထားရန်မနေ့ကတရားရုံးမှာအမိန့်ချခဲ့ကြောင်းထိုင်းသတင်းများကဖော်ပြထားပါတယ်ထိန်းသိမ်းခံရတဲ့အသက်73နှစ်အရွယ်မြန်မာမိန်းကလေးဟာကျောင်းကနေထုတ်ပယ်ခံထားရပြီးတော့ကိုထိလက်ရောက်ကျူးလွန်မှုနဲ့တရားစွဲဆိုခံထားရတဲ့အပြင်၎င်းရဲ့မိဘ2ဦးဟာလည်းအလုတ်ကနေရန်နာခံလိုက်ရတယ်လို့သိရပါတယ်အမှုစုံစမ်းနေတဲ့အချိန်အတွင်းမှာရဲတပ်ဖွဲ့အနေနဲ့လိုအပ်ပါကတစ်ကြိမ်ကို15ရက်ထက်မပိုတဲ့2ကြိမ်အထိထပ်မံထိန်းသိမ်းထားရန်တရားရုံးကိုတင်ပြတောင်းခံခဲ့ကြောင်းသိရပါတယ်။ဖူးခက်မြို့ထလန်ဒေတာခြုံထလေမှာရှိတဲ့စာတင်ကျောင်းတစ်ကျောင်းမှာကျောင်းသူအချင်းချင်းအတင်းအဖျင်းပြောရာကနေပြီးတော့အချင်းများပြီးတဲ့နောက်ဩဂတ်လ9ရက်နေ့မှာမြန်မာမိန်းကလေးပါဝင်တဲ့ကျောင်းသူအုပ်စုကအဲ့ဒီထိုင်းကျောင်းသူတအုပ်ကိုကျောင်းအိမ်သားထဲမှာရိုက်နှက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရော်ချင်းငွေဘတ်3000ပေးဆောင်ရန်သဘောတူကြေအေးခဲ့တော့လေအဲ့ဒီကျောင်းသူအချင်းချင်းရိုက်နှက်ခဲ့တဲ့ဗီဒီယိုဖိုင်ဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့ပြီးတဲ့နောက်ထိုင်းကျောင်းသူရဲ့မိခင်ကမကျေနပ်လို့ဆိုပြီးရဲစခန်းမှာထပ်မံအမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ခင်ဗျာနောက်ထပ်ဖတ်ပြပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းလသာလမ်းမတော်အင်းစိန်နဲ့မရန်ကုန်မြို့နယ်တို့မှာပြင်းထန်သောဝမ်းပြက်ဝမ်းလျှောလူနာများစတင်တွေ့ရှိရတဲ့အတွက်လမ်းဘေးစားတောက်ဆိုင်များကိုစီပင်ကတန်ရှင်းဂရုပြုရန်နဲ့လက်တလောလမ်းဘေးဆိုင်တွေကိုယာယီပိတ်သိမ်းခိုင်းထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရန်ကုန်မြို့နယ်ကောင်မှာရှိတဲ့လသာနဲ့လမ်းမတော်မြို့နယ်တို့မှာ၎င်းရန်ကုန်မြို့ဒေါင်းတောင်ပြင်ပမှာရှိတဲ့အင်းစိန်နဲ့မရန်ကုန်မြို့နယ်တို့မှာ၎င်းဝမ်းပြက်ဝမ်းလျှောလူနာများအများပြားတွေ့ရှိလာတယ်လို့ပြောပါတယ်လက်ရှိရန်ကုန်စေယုံကြီးမှာဝမ်းပြက်ဝမ်းလျှောအတွက်အထူးကုသရေးဌာနဖွင့်လှစ်ပြီးတော့လက်ခံကုသပေးလျက်ရှိကြောင်းရေချမ်းဖြူပရိဟိတလူနာတင်အဖွဲ့ထံကသိရပါတယ်ဝမ်းပြက်ဝမ်းလျှောလူနာတွေစေယုံပို့ရတာတွေတော်တော်များလာတယ်ကက်ယောဂပုံစံမျိုးတော့မဟုတ်သေးဘူးဒီအပိုင်းမိုးများတာနဲ့ရင်သားစာတွေလမ်းဘေးစာတွေကြောင့်ဖြစ်တယ်လို့ယူဆပါတယ်အထက်လန်အောက်ရှော့ပေါ့ဝမ်းသွားတယ်အန်တယ်အဲ့လိုလူနာတွေများလာတာလို့အဲ့ဒီပရိဟိတအဖွဲ့ကပရိဟိတကားမောင်းတဲ့ရင်မောင်းတို့ကပြောပြလာပါတယ်လက်တလုံးမှာ
စီပင်နဲ့မြို့နယ်ကျမ်းမာရေးအဖွဲ့များကဝမ်းပြတ်ဝမ်းလျှောနဲ့ပတ်သက်ပြီးတော့ရန်ကုန်တိုင်းအတွင်းပိုစတာနဲ့လက်ကမ်းကြေညာများဖြန့်ဝေခြင်းလမ်းဘေးစားသောက်ဆိုင်များကိုတန်ရှင်းအထူးပြုပြုကြရန်နဲ့တချို့သောအလွန်ညစ်ပတ်တဲ့လမ်းဘေးဆိုင်များကိုယာယီပိတ်သိမ်းခိုင်းမှုများလှုံ့ဆော်နေတယ်လို့သိရပါတယ်။လမ်းဘေးမှာခောက်ဆွဲတုပ်အစုံတုပ်မုံဟင်းကဝတ်သားတုပ်ထိုးအဲ့ဒီဆိုင်တွေဟာရက်ပိုင်းခဏပိတ်ဖို့တော့လာပြောသွားတယ်။ကျမ်းမာရေးဘက်ကလိုက်စစ်ပြီးတော့မှပြန်ဖွင့်ခိုင်းမယ်လို့ပြောတယ်။ဝမ်းပြတ်ဝမ်းလျှောလူနာတွေတွေ့ရလို့ပြောပါတယ်လို့အင်းစိန်မြို့နယ်ဂုံးကျော်တရအနီးမှာလက်တုပ်ဆောင်ရောင်းချတဲ့ဗျံကြားဈေးတဲ့တူကရှင်းပြထားပါတယ်။လက်တလုံးမှာလာတာမြို့နယ်အတွင်းဝမ်းပြတ်ဝမ်းလျှောလူနာအယောက်20ထက်မနည်းတွေ့ရှိထားပြီးတော့ယောဂဆင်းမြင့်များကိုလာတာမြို့နယ်စီပင်နဲ့မြို့နယ်ကျန်းမာရေးဌာနကကွင်းစင်းစစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။ပြင်းထန်တဲ့ဝမ်းပြတ်ဝမ်းလျှောယောဂါဟာဘက်တီးရီးယားပိုးဗိုင်းရပ်စ်ပိုးနဲ့ကပ်ပါပိုးများအစာရည်နဲ့ဦးလန်းချောင်းအတွင်းကိုဝင်ရောက်ခြင်းကြောင့်ဖြစ်ပြီးတော့အဲ့ဒီယောဂါပိုးတွေဟာရင်နာစာစတဲ့မတန်ရှင်းတဲ့အစားအစာများနဲ့မတန်ရှင်းတဲ့ရေတို့ကနေတဆင့်၎င်းလက်မတန့်ဆင်ခြင်းကြောင့်၎င်းတကွေတန်ရှင်းမှုအားနည်းခြင်းကြောင့်၎င်းရင်မလုံတဲ့အိမ်သာနဲ့အိမ်သာကံများကနေတဆင့်၎င်းယောဂအဆင့်ဆင့်ကူးစက်ဖြစ်ပွားနိုင်ကြောင်းကျန်းမာရေးဌာနကအသိပေးချက်ထုတ်ပြန်ထားပါတယ်။ပြင်းထန်တဲ့ဝမ်းပြတ်ဝမ်းလျှောယောဂါကိုကာကွယ်နိုင်ရေးအတွက်ရင်နာစာစတဲ့မတန်ရှင်းတဲ့အစားအစာများကိုမသုံးစွဲခြင်း FDA ကအသိအမှတ်ပြုတဲ့ရေတန့်သို့မဟုတ်ရေတန့်စင်ဆေးပြားမျိုးအသုံးပြုထားတဲ့တန့်စင်တဲ့ရေသို့မဟုတ်စူပွားအောင်ကြိုချက်ထားတဲ့ရေစတဲ့တန်ရှင်းတဲ့ရေကိုသာတောက်သုံးခြင်းအစာများကိုမစားသုံးမီနဲ့အိမ်သာကနေအထွက်မှာလက်ကိုဆက်ပြားနဲ့ရေကိုအသုံးပြုပြီးစနစ်တကျတန့်စင်အောင်ဆေးကြောခြင်းတန်ရှင်းတဲ့ရင်လုံအိမ်သာသို့မဟုတ်ရင်လုံနဲ့မိန်လာကံများကိုအသုံးပြုခြင်းနဲ့ရင်ကောင်ပေါက်ဖွားမှုနှဲပါစေရေးအတွက်စားကျွင်းစားကြံများအပါအဝင်အမိုက်များကိုစနစ်တကျစွန့်ပြစ်ရန်လိုအပ်တယ်လို့သတိပေးထားပါတယ်။ပြင်းထန်တဲ့ဝမ်းပြတ်ဝမ်းလျှောယောဂလက္ခဏာများခံစားရပါကနိစ္စရာကျန်းမာရေးဌာနများနဲ့ပြည်သူ့ဆေးရုံများကိုတွားရောက်ပြီးတော့စောစည်းစွာကုသမှုခံယူသင့်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။2024ခုနှစ်ဇွန်လအတွင်းကလည်းရန်ကုန်တိုင်းမှာဝမ်းပြတ်ဝမ်းလျှောယောဂကူးစက်ဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီယောဂဟာကာလာဝမ်းယောဂပိုးကြောင့်ဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ဖတ်ပြပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံတက်ခရိုင်မဲဆောက်မြို့နယ်ကမြန်မာနိုင်ငံသား၈ဦးကိုတရားမဝင်တင်ဆောင်လာတဲ့ Ford အမျိုးအစားစီဒန်ကားတစ်စီးကိုထိုင်းစစ်တပ်နဲ့ပူးပေါင်းအဖွဲ့ကစစ်ဆေးဂိတ်မှာကြားဖြတ်ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဩဂတ်စ်လ12ရက်နေ့မနက်3နာရီခန့်အချိန်မှာတက်ခရိုင်မဲဆောက်မြို့နယ်ဒံမဲလမောင်ကျေးရွာအုပ်စုအမှတ်30ကျေးရွာမှာရှိတဲ့ဘန်းဝေယာဦးစစ်ဆေးရေးဂိတ်မှာမတင်ငါပွေယာကားတစ်စီးကိုတားဆီးစစ်ဆေးခဲ့ရာကနေကားပေါ်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၈ဦးကိုတွေ့ရှိခဲ့တာကြောင့်ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ဆိုပါတယ်။ကနဦးစုံစမ်းစစ်ဆေးမှုတွေအရတရားမဝင်ဝင်ရောက်လာတဲ့သူတွေကိုကူညီဖုံးကွယ်ပေးမှုဖမ်းဆီးခြင်းကနေပြီးတော့ကင်းလွတ်အောင်ကူညီပေးမှုအပါအဝင်ထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်လာမှုတို့နဲ့သက်ဆိုင်ရာကအမှုဖွင့်ထားတယ်လို့ပြောပါတယ်။ရင်မောင်းဖြစ်သူရဲ့ထွက်ဆိုချက်အရမဲဆောက်မြို့နယ်တောင်ရဲမြစ်ကမ်းဘေးမှာရှိတဲ့နယ်စပ်တောလန်တနေရာကနေမြန်မာနိုင်ငံသားတွေကိုတွားရောက်ခေါ်ဆောင်ပြီးတော့ချွန်ဘူရီခရိုင်အထိကိုပို့ဆောင်ပေးဖို့အတွက်ဗတ်တတောင်းရရှိခဲ့တယ်လို့ဝန်ခံထွက်ဆိုထားပါတယ်။လက်ရှိမှာတော့ဖမ်းဆီးရမိတဲ့ရင်မောင်းဖြစ်သူနဲ့မြန်မာနိုင်ငံသားတွေကိုဖဝောင်ရဲစခန်းကိုလွှဲပြောင်းပေးထားပြီးတော့ဥပဒေအရဆက်လက်ပြီးတော့ရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်ခင်ဗျာ။နောက်ထပ်ဖတ်ပြပေးရမယ့်သတင်းကတော့လှိုင်းသာယာမှာ Spring Moon Garment စက်ရုံအလုပ်သမားများရဲ့လောက်ခလာစာတွန်းမြင့်ပေးရေးအတွက်ရက်30ကျော်ဆန္ဒပြတောင်းဆိုမှုများနှစ်ဖက်သဘောတူညီမှုရရှိပြီးတော့အဆုံးသတ်သွားပြီဖြစ်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းလှိုင်းသာယာအရှေ့ပိုင်းမြို့နယ်စက်မှုဇုံ၄ဝမ်မတ်ဆုပ်ဝန်တောင်လမ်းမှာရှိတဲ့တရုတ်နိုင်ငံသား Mr. Wang Jianhua ပိုင်ဆိုင်တဲ့ Spring Moon Garment Company Limited အထည်ချုပ် CMP စက်ရုံကအလုပ်သမားများရဲ့လောက်ခလာစာနဲ့အလုပ်သမားခန်းစားခွင့်များကိုတုံ့ပြန်ပေးရေးအတွက်ရပ်ပေါင်း30ကျော်ကြာအောင်တောင်းဆိုမှုဟာအလုပ်ရှင်နဲ့အလုပ်သမားနှစ်ဖက်ကြားထဲမှာသဘောတူညီမှုရရှိပြီးတဲ့နောက်အဆုံးသတ်သွားပြီဖြစ်တယ်လို့ Solidarity of Trade Union မြန်မာကတာဝန်ရှိသူတို့ထံကသိရပါတယ်။အဲဒီစက်ရုံကအလုပ်သမားများဟာလောက်ခလာစာနဲ့အလုပ်သမားခန်းစားခွင့်များကိုတုံ့ပြန်ပေးရန်အတွက်ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကစပြီးတော့လုပ်ငန်းခွင်ရန်နာကစုပေါင်းတောင်းဆိုခဲ့ကြပါတယ်။စက်ရုံမှာအလုပ်သမားစုစုပေါင်း285ဦးရှိပြီးတော့အမျိုးသား34ဦးနဲ့အမျိုးသမီး242ဦးတို့ပါဝင်က၎င်းတို့တွေကအလုပ်သမား133ဦးကတောင်းဆိုမှုမှာပါဝင်ခဲ့ကြောင်းသိရပါတယ်။အလုပ်သမားများရဲ့တောင်းဆိုချက်8ချက်ထဲကအဓိကအချက်များနဲ့ပတ်သက်ပြီးတော့တိုင်းဒေသကြီးပေါင်းဆက်အဖွဲ့နဲ့ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးတဲ့နောက်ဩဂတ်စ်လ17ရက်နေ့မှာအလုပ်ရှင်နဲ့အလုပ်သမားနှစ်ဖက်ကြားထဲမှာသဘောတူညီချက်စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်းသိရပါတယ်။နှစ်ဖက်သဘောတူညီခဲ့တဲ့အဓိကအချက်လက်များထဲမှာဒေးဂျေအထွေထွေထောက်ပံ့ကြေးကိုအရင်က1000ကနေပြီးတော့အခုဆိုရင်11000ကျပ်ကိုတိုးမြင့်ပေးရန်သဘောတူညီခဲ့ကြောင်းသိရပါတယ်။ဒါအပြင်အချိန်ပို OT ကြေးကိုအရင်က2000ကျပ်ကနေအချိန်ပို28နာရီအထိတနာရီကို2200ကျပ်နှုန်းပေးရန်နဲ့28နာရီကျော်လွန်မှာကကျော်လွန်တဲ့နာရီများအတွက်တနာရီကို2300ကျပ်နှုန်းနဲ့ပေးရန်သဘောတူညီခဲ့ကြပါတယ်။
ဆက်လိုင်းစံချိန်ပြည့်ဂျေးအနေနဲ့ဆက်လိုင်းစံချိန်ပြည့်ဂျေးအနေနဲ့ဆက်လိုင်းတွေကသတ်မှတ်ပေးထားတဲ့အထည်စံချိန်ပြည့်မိပါကတစ်လကိုတန်းစင်အလိုက်1000ခွဲကျပ်ပေးရန်သဘောတူညီခဲ့တယ်လို့သိရပါတယ်။ဒါအပြင် finishing juicy မီးဘူးရိုက်နဲ့ကျယ်သီးရိုက်အလုပ်သမားများအတွက်လည်းသတ်မှတ်ထားတဲ့စံချိန်ပြည့်မိပါကတစ်လကိုတန်းစင်အလိုက်6000ကျပ်နှုန်းနဲ့စံချိန်ပြည့်ဂျေးပေးရန်သဘောတူညီခဲ့ကြပါတယ်။တောင်းဆိုမှုမှာပါဝင်ခဲ့တဲ့အလုပ်သမားများအတွက်လည်းရက်မှန်ဂျေးအဖြစ်နဲ့85ရက်မှာ1000ကျပ်နဲ့နောက်15ရက်မှာ2000ကျပ်အသီးသီးခံစား권ပြုရန်နှစ်ဖက်သဘောတူညီခဲ့ကြကြောင်းသိရပါတယ်။ Solidarity of Trade Union မြန်မာကတာဝန်ရှိသူတို့ကဩဂတ်လ17ရက်နေ့မှာနှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုပြီးတော့12ရက်နေ့မှာအလုပ်သမား133ဦးလုပ်ငန်းခွင်ထဲကိုပြန်ဝင်ခဲ့တာပါအလုပ်ခွင်ထဲမှာဆက်ပြီးတော့ညှိသွားရမယ့်အချက်တွေအများကြီးရှိနေပါသေးတယ်အတူတူဆွေးနွေးပြီးတော့အကောင်းဆုံးညှိကြဖို့အကြံပြုကြပါတယ်လို့ပြောကြားထားပါတယ်အခုချုပ်ဆိုလိုက်တဲ့သဘောတူညီချက်စာချုပ်ဟာ2026ခုနှစ်ဩဂတ်လ1ရက်နေ့ကနေစတင်ပြီးတော့အကျိုးသက်ရောက်မှာဖြစ်ပြီးသဘောတူညီထားတဲ့အချက်များနဲ့ပတ်သက်ပြီးတော့ထပ်မံတောင်းဆိုမှုများမပြုလုပ်ရန်အလုပ်သမားများဘက်ကလည်းသဘောတူလက်ခံခဲ့ကြပါတယ်ဒါကြောင့် Spring Moon Garment စက်ရုံကအလုပ်သမားတွေရဲ့လောက်ခလာစာနဲ့ခံစား권များတိုးမြင့်ပေးရေးရက်ပေါင်း30ကျော်ကြာတောင်းဆိုခဲ့တဲ့အလုပ်သမားရေးပြဿနာဟာနှစ်ဖက်သဘောတူညီချက်နဲ့အေဂျင့်စွာအဆုံးသတ်သွားပြီးတော့အလုပ်သမား133ဦးဟာလည်းဒီကနေ့ဩဂတ်လ12ရက်နေ့မှာလုပ်ငန်းခွင်ကိုပြန်လည်ဝင်ရောက်သွားပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအခုလိုမျိုးနေ့စဉ် update ဖြစ်နေတဲ့အရေးကြီးသတင်းများကိုခိုင်လုံတဲ့သတင်းအမြင့်များစီကနေပြီးတော့စူးစီးဖတ်ပြပေးနေတဲ့ကျွန်တော်ရဲ့ Nathan's Report Channel ကို like and subscribe လုပ်ပေးထားခဲ့ကြပါခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နာမည် Nathan ပါ